မေးထားတာတွေပေါ့ဆရာပြောရမှာဒီညာရဲ့ရက်တွေ short လို့မပါဘူးကျွန်တော်ပြောတယ် short လို့ပြောတယ်လေဒါပေမဲ့အခုဒီနှစ်ထဲမှာပြောတဲ့အရင်တော့ကျွန်တော်ပြောတာအတိအကျတော့ပြောတာဒီရက်ကိုနှစ်ပတ်လို့ပြောခဲ့တယ်ပါအမေရိကန်ထိုင်တိုင်းလို့ပြောတယ်ဒီနှစ်2026ကနေ2030အတွင်းကိုကဒါရဲ့ချိန်သွားပြီပေါ့ဒါကစားတော့ဒီမှာလည်းပြောပါအခုအရက်ပြန်နဲ့ပတ်သက်ပြီးတော့ရမစ်လို့ပြောရမစ်လို့ပဲပြော short တော့လို့ပေါ့ဒါပေမဲ့ဟိုဒါစားတော့ဒီမိသားဟိုဒါရိုက်ပြတယ် coffee ကြောက်တယ်ဟိုအသီးရွက်တွေစားတယ်ကြက်ကိုစားတယ်ပေါ့ကျွန်တော်ကြက်ဥဒီကတွေ့တာပေါ့ကြက်ကို၄မျိုးလောက်ကိုစားတယ်ကြက်၄လုံးလောက်စားတယ်ခမင်းတဲ့ကြက်ဥဒီကစားတယ်အဲ့ဒါထားလိုက်စားတော့နောက်မှဒီအရက်နဲ့ပတ်သက်ပြီး3မိနစ်လေးပြောဒီနေ့အမေရိကန်ဂိုင်းလိုင်းဘယ်လိုချိန်သွားလဲဆိုတော့အရက်ကို short လို့ပဲပြောတာအမောက်မပြောဘူးအဲ့တော့အတောင်းနဲ့လို့မပြောဘူးရက်ကို short လို့ပြောတယ်ပြီးရင်ဒါပေမဲ့ခုနပြောရက်တောက်လို့မရဘူးဝင်တော့တောက်လို့မရဘူးပြီးရင်ရက်ဖြတ်ပြီးတော့ပြန်မတောက်နိုင်လို့ပြောတယ်နောက်တစ်ခုကကျတော့ limit မလုံနိုင်တောက်ကျွန်တော်ပြောရတယ်ဆိုတော့အဲ့မှာလည်း American guideline ကပြောတယ် American ပြောတာကျွန်တော်ပြောရဖြစ်နေမှာကျွန်တော်ကဖြစ်နေမှာကျွန်တော်အတွေ့အကြုံတွေကျွန်တော်ကတောက်ရင်နည်းနည်းနဲ့မတောက်ရင်ဘဝမွိုင်းမတောက်ရင်အဲ့ဒါကြောင့်မို့ limit လုံနိုင်တောက် limit မလုံနိုင်မတောက်နိုင်လို့ပြောတာတစ်ချက်နောက်ကဘာလဲဆိုတော့ချို့ဆေးနဲ့ရက်နဲ့မတည့်ဘူးလို့ပြောတယ်နောက်တစ်ခုကဘာလဲဆိုတော့ထူးဆန်းဆန်းလေးတစ်ခုပြောပြချင်တယ်ကျွန်တော်တို့မေးတယ်မျိုးရိုးမှာလူလုံးနှလုံးစီးချိုနော်ကင်ဆာရှိလားလို့မေးတယ်ကိုကမေးရမယ့်တစ်ခုဖြစ်သွားပြီရက်ကြိုက်တယ်ဆိုရင်မျိုးရိုးမှာရက်သမားရှိလားလို့မေးတယ်အဖေလည်းရက်သမားဆိုသားလည်းရက်သမားဦးလေးလည်းရက်သမားဆိုသားလည်းရက်သမားကျွန်တော်လိုကောင်းပြဖို့အဲ့တော့ဘာလဲဆိုတော့မျိုးရိုးမှာရက်တောက်တဲ့သူရှိရင်တရားလေးနားထောင်တော့မျိုးရိုးမှာရက်တောက်တဲ့သူရှိရင်အဲ့ဒီကပို့ပြီးတော့အရက်ကိုဆွဲတယ်အဲ့ဒါလေးတစ်ချက်ပို့တိုးလာအဲ့တော့ကျွန်တော်လည်းကျွန်တော်သား2ယောက်မွေးထားတယ်ဆိုတော့သမီးရဲ့တောက်ကလေး3ယောက်ရှိတော့ဒီကောင်လေးတောက်လို့မရတောက်တာနဲ့ဒီကောင်လေးဆွဲမှာမျိုးရိုးကြောင့် family history အဲ့အားလေးတစ်ချက်တိုးလာဒါလေးထိသေးတယ်ရက်တောက်တဲ့မျိုးရိုးရှင်နည်းရှောင်ဒီအရက်ဆွဲမှာအဲ့ဒါပဲကျွန်တော်ပဲကြည့်အဲ့တော့ကျွန်တော်သားသမီးဖြစ်စေရအောင်ကျွန်တော်သားသမီးကတောက်လို့မရဘာလို့ဒီကောင်လေးဆွဲမှာမျိုးရိုးရှိလို့3ယောက်မှ1ယောက်တော့တေချာပေါ့ဒီမှာဖြစ်ဖို့ချက်ရှိတယ်ဘာလို့လဲဆိုတော့ကျွန်တော်အဖိုးကလည်းတောက်တယ်ဖေကလည်းတောက်ဦးကလည်းတောက်တယ်ကျွန်တော်လည်းတောက်တယ်ကြိုက်တယ်ရက်ကိုကြိုက်လို့တောက်တယ်ဒါပေမဲ့ခုနကပြောလို့ limit လုံနိုင်ရင်တောက်မလုံနိုင်ရင်မတောက်ဘူးအဲ့တော့ခြားပြီးမှတောက်နားနာပြီးမှတောက်အဲ့ဒါဆိုအသက်ရှင်မှာအရက်သမားမျိုးရိုးရှိလာမရတော့မယ့်အချိန်ရောက်ပါပြီ2016ဒါပြီ